ဘောလုံးမိတ်ဆာရဲ့ဆွမ်းအားမြင့်ဘောလုံးတွေကြောင့်ရိုရှူရဲ့ဖုံးကွယ်ကျွန်းသွေးမိတ်ဆာဆွမ်းအားပြက်ပြဲသွားပါတယ်။တာမာယိုရဲ့အင်ဂျီကလည်းမိတ်ဆာရဲ့မျက်စိရှိပေါ်လာဖြစ်ပြီးပြားမိတ်ဆာဘောလုံးမိတ်ဆာကိုကလေးမဆန်မှုမာနေပါတယ်။ဘောလုံးမိတ်ဆာတာဝန်အတွက်သွေးပူနေရမျိုးတာမာရိုရဲ့အိမ်ကိုဘောလုံးတွေနဲ့လမ်းထူပါတယ်။အပေါက်ဖြစ်သွားတဲ့အိမ်နေရန်ကနေသူ့ရဲ့သားကောင်ဖြစ်တဲ့တန်ဂျီကိုတွေ့သွားပြီးဘောလုံးနဲ့လမ်းပစ်ပါတယ်။အထဲမှာတာမာယိုကရိုရှီကိုရှိနေပြီးရိုရှီကဘောလုံးတွေကနေတာမာယိုကောက်ကွယ်ပြီးရုတ်တရက်လမ်းကြောင်းမှာသွားတဲ့ဘောလုံးကြောင့်ကောင်းမွန်ထွက်သွားပါတယ်။တန်ဂျီကတော့နောက်ခန်းထဲမှာဒဏ်ရာနဲ့အိမ်နေကောင်းမလေးကိုလုံခြုံတဲ့နေရာခေါ်သွားဖို့နေစုကိုမှနေပြီးတာမာယိုကတော့မြောက်ခန်းထဲခေါ်သွားဖို့အသိပေးနေပါတယ်။တန်ဂျီကအဆုတ်ထဲရောက်ရင်တော့လေးလံသွားတဲ့ဘောလုံးမိတ်ဆာရဲ့အနံကြောင့်မိတ်ဆာရဲ့တန်မာမှုကိုခံစားမိနေပါတယ်။ဘောလုံးမိတ်ဆာနေမေးပုံနဲ့သဝတ်ထားတဲ့သူကိုအမဲလိုက်ဖို့လာတာဖြစ်ကြောင်းပြောတော့မိတ်ဆာအပြစ်မဲ့သူကိုယ်တိုင်ပဲဆိုတော့တန်ဂျီကိုတီးလိုက်ရပါတယ်။နောက်တော့တာမာရိုကိုလုံခြုံတဲ့နေရာသွားဖို့မှနေပေမဲ့တာမာရိုကလည်းအချင်းမဟုတ်တာမျိုးကိုလို့ဆရာရှိရလွတ်လွတ်လပ်လပ်တိုက်ဖို့ပြန်ပြောပါတယ်။အဲအချိန်မှာပဲမိတ်ဆာသွေးမိတ်ဆာဘောလုံးတွေနဲ့တန်ဂျီကိုစီအားကုန်ပြစ်လိုက်ပါတယ်။ဘောလုံးကအချိန်ရမဲ့နာမျိုးတန်ဂျီကရေသက်ယူရပုံစံစိတ်ကူးတွေကအများဆုံးဖြစ်တဲ့တသမမတော့ကရေဆက်လိုက်ပုံစံထိုးပေါက်ခြင်းကိုထပ်သုံးပါတယ်။အဲ့ဒါချက်ကြောင့်ဘောလုံးကအားပြော့သွားရမယ်မိတ်ဆာဆောင်ကအသက်ဝင်နေအောင်ဖြစ်ပါတယ်။အဲ့ချိန်မှာပဲခေါင်းဝင်သွားတဲ့ယူရှူကမိတ်ဆာဖြစ်တာမျိုးခေါင်းသေးပြန်ပေါက်လာပါတယ်။ယူရှူရဲ့ဖုံးကွယ်ကျွန်းသွေးမိတ်ဆာတော့ကမပြည့်စုံသေးပေမဲ့အတွင်းဘက်ကလူရဲ့တရှိမှုကိုအပြင်ကလူမသိနိုင်လို့အပြင်ကလူရဲ့တရှိမှုကိုလည်းအတွင်းကလူမသိနိုင်တဲ့ဒီစွမ်းအားကြီးပါတယ်။မြားမိတ်ဆာရဲ့ချစ်ရခံတိုင်ခွန်းကြောင့်သာခုနေရာကိုရောက်လာနိုင်တာဖြစ်ပါတယ်။ဘောလုံးမိတ်ဆာလည်းစောက်စားမနေတော့ပဲအတီတိုက်ဖို့အတွက်သူ့ရဲ့စွမ်းအားစိတ်ကိုထုတ်လာပါတယ်။နောက်ထပ်လက်နက်ဆောင်ထပ်ပေါက်လာပြီးဘောလုံးလည်း6လုံးဖြစ်သွားပါတယ်။တန်ဂျိုစီရောက်နေတဲ့မြားမိတ်ဆာနဲ့ဘောလုံးမိတ်ဆာသခင်မူဇန်နဲ့အနီးကပ်နေရတဲ့မိတ်ဆာတွေဖြစ်ပါတယ်။မူဇန်နဲ့အနီးကပ်နေရတဲ့စွမ်းအားကြီးမိတ်ဆာ12ကောင်ရှိပါတယ်။သူတို့ကိုလာမင်းမိတ်ဆာ12ပါလို့ခေါ်ပါတယ်။ဘောလုံးမိတ်ဆာကလာမင်းမိတ်ဆာ12ပါစီကတက်ဖြတ်ခြင်းကိုခံရလို့တန်ဂျီကိုဂုံယူဖို့ပြောပြီးအပြင်းနဲ့သိမ်းမိတ်ဆာဘောလုံးနဲ့စတင်တိုက်ခိုက်ပါတယ်။တန်ဂျီကတော့အဖက်ဘက်ကနေလာနေတဲ့ဘောလုံးတွေကိုအတက်နိုင်ဆုံးခုခံနေပြီးဘောလုံးတွေကဓာတ်နဲ့ခုတ်လို့နှစ်ချမ်းကွဲသွားခိုင်းတော့တန်ဂျီကိုအားပြောနဲ့လာတိုက်နေအောင်ဖြစ်ပါတယ်။ဘောလုံးတွေကြောင့်တာမာရိုနဲ့ရောက်ဒဏ်ရာရသွားလို့တန်ဂျူကစိတ်ပူနေပြီမဲ့ယူရှီကတော့သူတို့ကပြန်ကောင်းလာမှာမလို့ကိုစိတ်ပူဖို့ပြန်ပြောပါတယ်နောက်တော့ဘောလုံးတွေကိုထိချုံနေတဲ့အများတွေကိုကြည့်ဖို့ပြောပါတယ်တကယ်တော့ဘောလုံးတွေကသွားချင်တာရှောက်သွားနေရမှာမဟုတ်ပဲမြားမိတ်ဆာဆွမ်းအားနဲ့စနစ်ကြကြတိုက်ခိုက်နေတာဖြစ်ပါတယ်အဲဒါကြောင့်လေလာချင်းပြန်လဲလာတဲ့ဘောလုံးကြောင့်ယူရှီရဲ့ခေါင်းတစ်ခါပွင့်ခဲ့ပြီးဖြစ်ပါတယ်ယူရှီကတန်ဂျူရဲ့များတွေကိုမြင်နိုင်ဖို့သူ့မြင်စွာအောင်ငားမယ်ဆိုပြီးရှီကီရှီဆောင်ရက်လေးကိုတန်ဂျူရဲ့နံဖူပေါ်ကပ်ပေးလိုက်ပါတယ်အဲချိန်ကနေစပြီးတန်ဂျူကမြားသွားတဲ့လမ်းတွေကိုမြင်နေရပြီးတိုက်ခိုက်တဲ့နေရာမှာပို့ပြီးအဆင်ပြေသွားပါတယ်မြောက်ခံတဲ့လူနာပို့ပြီးပြန်တက်လာတဲ့နေစုကိုအပြင်ဘက်ကအပြင်ပေါ်ကမြားမိတ်ဆာကိုတိုက်ဖို့တန်ဂျူကခံလိုက်ပါတယ်။မောင်နှမနဲ့ကတော့အိမ်ပြင်ထွက်လာကြပြီးမိတ်ဆာတွေနဲ့စတဲ့တိုက်ခိုက်ပါတယ်။နေစုကိုကတော့အပင်ပေါ်ကမြားမိတ်ဆာကိုတိုက်ခိုက်ဖို့တက်သွားပြီးတန်ဂျူကတော့ဘောလုံးမိတ်ဆာရဲ့ဘောလုံးတွေကိုရှာပြီးခုခံတိုက်ခိုက်နေပါတယ်။ရုတ်တရက်မြားတွေပတ်သွားတဲ့နဲ့ပက်ပက်လက်ရလာနေတဲ့ဘောလုံးတွေကိုခုတ်ပိုင်ပြီးရေသက်ယူရှင်တတိယတာကိုရေစီးချောင်းကက်ကွက်လေးနဲ့ဘောလုံးမိတ်ဆာလက်တွေကိုမျက်စိတမိတ်တွင်ခုတ်ပြလိုက်ပါတယ်။တာမာပြောခဲ့လို့ပဲမူဇန်နဲ့အနီးကနေရတဲ့မိတ်ဆာတွေစီကသွေးယူရမှာမလို့လာမင်းမိတ်ဆာတွေကတပါးဖြစ်တဲ့ဘောလုံးမိတ်ဆာစီကနေသွေးကိုတခြားပေါက်ယူရမှာဖြစ်ပါတယ်။တန်ဂျူရဲ့အကြံကိုသိတဲ့ဘောလုံးမိတ်ဆာကတော့သူ့သွေးကိုယူနိုင်ရင်လာယူသမ်းမှာဆိုပြီးစိန်ခေါ်ပါတယ်။ယူရှီကလည်းတစ်စက္ကန့်အောင်မလဲမိစီဖို့တန်ဂျူကိုသိပေးပါတယ်။ချက်ချင်းပဲဘောလုံးမိတ်ဆာလက်တွေကပြန်ထွက်လာတာမလို့တခြားပေါက်တန်ဂျူတွေးခဲ့တဲ့မိတ်ဆာတွေရဲ့ဆွမ်းအားအပုံကြီးတာပါတယ်။တစ်ဖက်မှာလည်းအပင်ပေါ်ကမြားမိတ်ဆာကိုတွားတိုက်ပေးမယ်။နေစုကမြားမိတ်ဆာရဲ့ဆွမ်းအားမှာကြချုံပြီးတန်ဂျူစီပြန်ပြုတ်ကျလာပါတယ်။အဲ့ချိန်မှာပဲယူရှီကဘောလုံးမိတ်ဆာကိုတူထင်လာချိန်တန်ဂျူကမြားမိတ်ဆာကိုတွားနိုင်ဖို့လမ်းပြောပါတယ်။ဒါလို့နဲ့မောင်နှမနှစ်ယောက်လည်းမြားမိတ်ဆာအွန်လိုင်းယူကိုတိုက်ပွဲမိစီချချလိုက်ပါတယ်။တန်ဂျူကမြားမိတ်ဆာရဲ့လေပင်စီဂျာကလာမျိုးမြင်နိုင်တာမလို့လက်ထဲကဓာတ်နဲ့ခုတ်ပိုင်းမဲ့အလုံးမှာပဲမြားမိတ်ဆာကသူ့ရဲ့မျက်လုံးအစွမ်းနဲ့ဂျာကလာမျိုးဖျက်ချလိုက်ပါတယ်။လက်ဖွားပေါ်ကမျက်လုံးလေးတစ်ချက်မယုံနဲ့အားပြင်းတဲ့မြားတွေကိုထိန်းချုပ်နိုင်တဲ့မိတ်ဆာစီတန်ဂျူကတော့အရင်နေပါတယ်။မြားရွေနဲ့အတူလေးပေါ်မှာဝဲနေပြီးမိတ်ဆာစီကမ်းများဖြစ်နေပါတယ်။အမြင့်ကြီးရှိမြားရွေနဲ့ဆွဲခေါ်ခံရပေမဲ့တန်ဂျူကတော့ကိုနီးကိုနဲ့ကိုတက်ကိုကဲတင်နေရပါတယ်။တစ်ဖက်ကဘောလုံးမိတ်ဆာနဲ့ရှင်းချမဲ့ယူရှီကတော့သူ့ရဲ့ကိုပြောင်းမိတ်ဆာတိုင်းကိုတုံးပြီးဘောလုံးမိတ်ဆာကိုတိုက်ခိုက်ပါတယ်။တာမာကိုမထီးနဲ့ဆိုတဲ့ဇာတ်ကားကြောင့်မိတ်ဆာတို့ကဝရမ်းပြေးတာမာယိုလားဆိုပြီးသတိထားမိသွားပါတယ်။တာမာယိုကလာမင်းမိတ်ဆာ12ပါးတဲ့ပါနာတဲ့အထိစွမ်းအားကြီးပြီမဲ့မူဇန်ကိုတက်စားဖောက်ပူတာမျိုးအခုချိန်မှာတော့မိတ်ဆာလောကမှာဝရမ်းပြေးတယောက်ဖြစ်နေပြီဖြစ်ပါတယ်။နေစုကဘောလုံးမိတ်ဆာစီကနေထွက်လာတဲ့ဘောလုံးကိုပြေးကန်လိုက်လို့ခြေထောက်ပါပြတ်ထွက်သွားပါတယ်။တာမာယိုကိုဖမ်းသွားနိုင်ရင်မူဇန်စီမျက်နှာရမှာဖြစ်လို့ခုတော့မိတ်ဆာနှစ်ကောင်အပြစ်မဲ့နှစ်ခုဖြစ်သွားပါပြီ။တာမာယိုကတော့ဘောလုံးကြောင့်ခြေထောက်ပြတ်သွားပြီမဲ့လည်းပြန်လဲကုစားမှုကရန်နေတဲ့မိတ်ဆာနေစုကိုနောက်ဖေးထဲဝင်ပြီးစိတ်ကူပေးနေပါတယ်။နေစုကတော့တာမာယိုကိုလူဘွားတုန်းကသူ့အမေလိုပဲမြင်အောင်နေပါတယ်။တစ်ဖက်ကတန်ဂျူကတော့အနာကမ်းများတဲ့မြားမိတ်ဆာကိုဘယ်လိုနိုင်ယူရမလဲတွေးတောနေပါတယ်။ရုတ်တရက်ထွက်လာတဲ့မြားတွေကိုတန်ဂျူကဓာတ်နဲ့ခုတ်ပိုင်းကြည့်ပြီးပြတ်ထွက်မသွားပဲလာရပဲပြောင်းသွားတာမျိုးတန်ဂျူကအခက်တွေ့နေပါတယ်။မြားမိတ်ဆာစီကလမ်းကြောင်းတိုင်းပါသွားလိုက်ရှောင်းတိုင်းလိုက်နဲ့ခေါင်းကလာတဲ့တန်ဂျူကပြန်တိုင်းမရမယ်ဆိုပြီးမြားမိတ်ဆာစီချင်းကပ်ဖို့ကြိုးစားပါတယ်။ရေလိုင်းကွက်နဲ့ရေဝဲကတောက်ကွက်ကိုပန်းတော်ပြီးမိတ်ဆာစီအနီးကချင်းကပ်တော့ကဒုတိယမှတောက်ကွက်ဖြစ်တဲ့ရေပင်ကြီးရေပင်ခုတ်ချက်မြားမိတ်ဆာရဲ့ကောင်ခုတ်ပန်းလိုက်ပါတယ်။